ကိုလုံးမဲ့လုပ်ငန်းကဘယ်နေ့လုပ်ငန်းရှင်ဖြစ်မလဲဆိုတဲ့ဟာကိုကြည့်ပြီးတော့လုပ်ငန်းရှင်ဖြစ်နိုင်လောက်တဲ့အလုပ်ကိုဝင်လုပ်ပေါ်ကွာလို့ကျွန်တော်တို့ရဲ့ဒီဆရာကြီးတယောက်ကပြောပါတယ်။မရွေးချယ်ရတော့မယ်ကျွန်တော်ဘယ်လုပ်ငန်းကိုလုပ်မှာလဲ။တချို့လုပ်ငန်းတွေကကြတော့ကျွန်တော်တို့ဖြစ်နိုင်ခြေရှိတဲ့ရင်းနှီးမြှုပ်နှံနိုင်တဲ့ငွေပမာဏနဲ့ကျွန်တော်တို့ရင်းနှီးနိုင်တဲ့အနေအထားနဲ့လုပ်ငန်းရှင်မဖြစ်နိုင်တဲ့ကိစ္စတွေလည်းကျွန်တော်ရှိခဲ့ဘူးကွာ။အဲ့အတွက်ပထမဦးဆုံးကျွန်တော်တို့လမ်းကြောင်းပေါ်ကိုတက်ဖို့ရအတွက်ကကိုယ်ပိုင်လုပ်ငန်းဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့လုပ်ငန်းတစ်ခုကိုရွေးချယ်လိုက်ပါတယ်။အဲ့ဒီလုပ်ငန်းကတော့ရင်ဆက်ပြင်လုပ်ငန်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီရင်ဆက်ပြင်လုပ်ငန်းလုပ်တယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီ tools တွေကကျွန်တော်တို့ဒီအပေါ်မှာ invest လုပ်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်ကျွန်တော်တို့ဖြစ်နိုင်ခြေရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နားလည်တယ်လို့ပြောရရင်ဝင်းတစ်ထုပ်နဲ့ခွားတစ်ထုပ်နဲ့ပလာယာခွားရှင်ရှိတယ်ဆိုရင်ကျွန်တော်ကားပြင်စားလို့ရတဲ့အနေအထားဖြစ်တဲ့အတွက်ဒီပေါ်မှာကျွန်တော်တို့ရင်းနှီးမြှုပ်နှံနိုင်ပြီဒီပေါ်မှာကျွန်တော်လုပ်ငန်းရှင်ဖြစ်နိုင်တယ်လို့ပထမအဆုံး choice ရွေးချယ်လိုက်တာစက်ပြင်လုပ်ငန်းဖြစ်ပါတယ်။အဲ့အတွက်အဲ့လုပ်ငန်းရှင်စီကိုကျွန်တော်တို့ချင်းကပ်ပါတယ်။ချင်းကပ်တဲ့ခါကျတော့အဲ့လုပ်ငန်းရှင်ဆရာကြီးစီကိုကျွန်တော်တို့လည်းဆရာကြီးကျွန်တော်တို့ဒီလိုပြင်ညာမျိုးကျွန်တော်တင်ញင်ပါတယ်။တင်ញင်ပါတယ်ဆိုတဲ့ခါကျတော့ဟုတ်ပြီတဲ့ဒီလိုလုပ်ငန်းမျိုးကပင်ပန်းနေတဲ့မင်းပုံစံကမင်းရုပ်ကြီးကနုနုနယ်နယ်လေးနဲ့ဖြစ်ပါမလားတဲ့ငယ်ငယ်နုနုလေးဆိုတော့လေနော်။အဲ့တော့ဖြစ်နိုင်ပါတယ်လို့ဆရာလို့ကျွန်တော်မှာကျွန်တော်ရဲ့ခန္ဓာကိုယ်ကလည်းတည်တည်ကျွန်တော်ငယ်ငယ်ကလည်းအဲ့လိုမျိုးဖြစ်နေတဲ့ခါကျတော့ဆရာဘလောက်ပြင်ပန်းပန်းနဲ့မင်းမဖြစ်နိုင်ဘူးလို့ထင်တယ်ဆရာတို့ကျွန်တော်မှာပြင်းထန်တဲ့စိတ်ဓာတ်တစ်ခုရှိပါတယ်လို့ဟုတ်လေကွာလားမင်းအသက်အရွယ်နဲ့မင်းပြောတာကမမျှဘူးတဲ့ဟုတ်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာလောက်ချင်ပါတယ်မင်းဘယ်နှစ်ရက်လောက်မှလဲကျွန်တော်10နှစ်ပါအဲ့တုန်းကတော့ကြော်ဟိမပေါ်သေးဘူးပေါ့လေအဲ့တော့ကျွန်တော်ပညာသင်မရသေးဘူးဒီပကွာတဲ့စမ်းကြည့်တာပေါ့တဲ့ဒါပေမဲ့ဒီမှာတော့ပညာမတင်ကြဘဲနဲ့ပြန်သွားကြတာဒီအများကြီးပါဆရာကျွန်တော်စမ်းကြည့်ပါဦးအဲ့တော့ဆုံးဖြတ်ချက်ချရည်ရွယ်ထားပြီးသားဒီလုပ်ငန်းကိုဒီပညာကို10နှစ်တင်မယ်လို့ဆုံးဖြတ်ချက်ချဘာဖြစ်လို့လဲဆိုတော့ plan ဆွဲလိုက်တဲ့ထဲမှာ10နှစ်ဆိုရင်ဒီလုပ်ငန်းအသက်ကဒါဆိုလို့ရှိရင်15နှစ်ဆိုတော့နောက်25နှစ်ဒါဆိုရင်လုပ်ငန်းရှင်ဖြစ်ပြီ25နှစ်မှာလုပ်ငန်းရှင်ဖြစ်ကိုဖြစ်ရမယ်ဆိုဒီ time management လုပ်လိုက်တာပေါ့ဒီအချိန်ကိုစီမံခန့်ခွဲလိုက်တာနောက်ထပ်10နှစ်ဆိုလို့ရှိရင်ဒါလုပ်ငန်းရှင်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ decision ချပြီးတော့ဒီပညာကိုဝင်တင်လိုက်တာ9နှစ်တော့နေလဲရပါတယ်9အကြောင်းမျိုးကြောင့်မလို့ဒီကြားထဲအိမ်အောင်ကြာသွားပြီးတော့9နှစ်နဲ့ပဲဆရာစီကနေထွက်ခဲ့ရပါတယ်အဲ့တော့ပြောချင်တာကလူငယ်တွေနဲ့တွေ့တိုင်းခဏခဏမေးဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့အလုပ်တစ်ခုလုပ်တာနဲ့တပြိုင်နက်ပညာတစ်ခုသင်တာနဲ့တပြိုင်နက်ဘယ်နှစ်တည်ရမှာတော့နောက်ထပ်10နှစ်နေဘာဖြစ်မှာတော့အခုလုပ်တာဘယ်နှစ်ရှိပြီလို့ကျွန်တော်9နှစ်ရှိပါပြီ4နှစ်ရှိပါပြီဒါဆိုရင်နောက်ထပ်6နှစ်ဆိုရင်10နှစ်ပေါ့10နှစ်ဆိုရင်ဘာဖြစ်မှာတော့လို့မေးလိုက်လို့ရှိရင်10ဦးလောက်ကိုမေးလိုက်ရင်2ဦးလောက်ပဲအတိအကျပြောနိုင်တယ်ကျန်တဲ့9ဦးက not sure မသိတာတဲ့ကျွန်တော်တမင်စားနေပါတယ်ကျွန်တော်ကလူငယ်တွေကိုသိစိတ်ဝင်စားတယ်စိတ်ဝင်စားတယ်ဆိုတော့လူငယ်တွေစိတ်ဝင်စားတဲ့အခါကျတော့ကျွန်တော်တနေရာမှာထမင်းစားနေတယ်ထမင်းဆိုင်မှာရောက်တဲ့အခါထမင်းဝိုင်းတစ်ပိုက်မှာလူငယ်တွေထမင်းဝိုင်းစားနေကြကျွန်တော်ဟင်းမလာသေးတာနဲ့အချိန်ရနေတာနဲ့ကျွန်တော်နဲ့လက်လန်းမိတာနဲ့ပြေးဟိုညီလေးတော့ဘယ်ရလဲဘယ်ကုမ္ပဏီရလဲဒီဘာလုပ်ငန်းလုပ်တာလဲလို့မေးလိုက်တဲ့အခါကျတော့မန္တလေးကကုမ္ပဏီအကြီးနာမည်တော့မပြောပြရတဲ့နဲ့ဒီစက်ပြမုံဆက်ရုံကဝန်ထမ်းတစ်ဖွဲ့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကလည်းဒီစက်ပြမုံဆက်ရုံကပြောနာမည်ပြောပါတယ်ငါ့ကြီးကဘာတာဝန်ယူရပြီလဲသူစူပါဗိုက်ဇာပါတဲ့ဒီညီလေးတို့ကစူပါဗိုက်ဇာဆိုဘာမှမသိလို့စူပါဗိုက်ဇာဆိုဘာကြီးလောက်ရတာလဲလို့ကျွန်တော်မသိကြဆောင်မေးတယ်သူကလူတွေအုပ်ချုပ်ရတာပါတယ်ဟုတ်လားလူဘယ်လောက်အုပ်ချုပ်ရလဲအယောက်20လောက်အုပ်ချုပ်ရပါတယ်တဲ့အဲ့အယောက်20ဘာကြီးလောက်ကြတာတော့ချက်ပုံးတော့စက်ပြမုံလေးထည့်ပြီးအဲ့ဒါပိတ်ပိတ်ပြီးအဲ့ဒါတော့ကိုတောင်စလိုတဲ့ပို့ရတာအဲ့ဒါကငါကြီးဘယ်လောက်ရှိသွားပြီတော့အဲ့စီမံနေရတာ4နှစ်ရှိသွားပါပြီဒါဆိုရင်နောက်တော့6နှစ်ဆိုလို့ရှိရင်10နှစ်ပေါ့နော်ဟုတ်ပါတယ်တဲ့သူကကိုဟိုဒီ1နှစ်3နှစ်ကောင်းကောင်းမပေါင်တတ်တဲ့လူတယောက်လုံးသူမျက်လုံးနဲ့ကြည့်နောက်ထပ်6နှစ်ဆိုရင်10နှစ်ပေါ့နော်ဟုတ်ပါတယ်မသိလို့မေးပြရတယ်ငါကြီးအားလို့အဲ့နောက်ထပ်6နှစ်ပြည့်တယ်အခုရှိရ4နှစ်နဲ့ပေါင်းလိုက်10နှစ်ဆိုရင်ငါကြီးဘာဖြစ်မှာတော့အဲ့ချိန်မှာ तू လန့်သွားတယ်သူ့မှာအရန်တယ်လည်းမရှိဘူး तू ဘာဖြစ်မဲ့ဆိုတာလည်းမသိဘူးကျွန်တော်သွားမေးမိလိုက်တာ
မှားပြီလားလို့တော့အောင်းမိတယ်ဒါပေမဲ့ကျွန်တော်မှန်တယ်ကျွန်တော်မေးလိမေးတာရှိတယ်ကျွန်တော်ကိုအမြင်ကတ်ချင်တဲ့ကပ်ပါတွေကျွန်တော်မေးမှာပဲအကယ်၍ကိုသွားနေရမယ့်လမ်းကြောင်းကအဲ့လူငယ်တယောက်ကိုပဲအခြေခံပြီးပြောမှဆိုရင်နောက်ထပ်6နှစ်နေလို့ရှိရင်10နှစ်ဖြစ်သွားပြီအဲ့10နှစ်ကြာလို့ရှိရင်ငါညီဘာဖြစ်မှာလဲမေးတော့ခါကြသူလည်းဘာမှမပြောကျွန်တော်တွေးပါတယ်မျက်စိလေးမှိတ်ပြီးတော့အဲ့ကလေးကိုမလိုက်တာနဲ့တည်းတထုပ်ကိုတယ်တထုပ်လိုတယ်လို့အဲ့လောက်ကြွားကြည့်ရုံကလွယ်လို့တခြားဘာမှမဖြစ်နိုင်ပါဘူးလူငယ်တွေကမှဘယ်ကိုသွားရမလဲဘယ်ကိုသွားရမလဲဘာလုပ်ရမလဲဘာပညာသင်ရမလဲဒါတွေနဲ့ပဲလဲနေကျွန်တော်ထောင်ချီနေပြီအဲ့လူငယ်တွေနဲ့မေးလိုက်တော့လေအဲ့တိုင်းပဲဖြစ်ကျွန်တော်ညီမဝင်ဝဲတယောက်ရှိတယ်အကိုရဲ့သူ့ကိုသူတို့အဲ့ဖွဲ့စည်းတစ်ခုကတင်နန်းကြီးမှာအဲ့မှာသူတို့နေရမယ်အဲ့မှာနေလိုက်တာနဲ့ဒီတိုင်းနဲ့ခုသူတို့ရွေးချယ်ရမယ်သူတို့ရွေးချယ်မယ်လုပ်ငန်းတွေရှိတယ်အကိုအဲ့ဒါဘယ်ဟာရွေးရမလဲအဲ့တော့အဲ့လုပ်ငန်းတွေတော့အကိုတော့သိနားမလဲအဲ့အဖွဲ့အစည်းကြီးတွေမှာနေလိုက်တဲ့အခါကျတော့တစ်သက်လုံးနေရမှာလားဟောမဟုတ်ပါဘူးအကြောင်းမျိုးကြောင့်ဆိုနေထွက်ရမှာပေါ့အရှိရဲ့အကြောင်းရဲ့ဆိုကြတယ်တိုင်းပြည်အတွက်ဆိုတော့ရှေ့ကထွက်ချင်ထွက်ရှေ့တန်းကထွက်ချင်ထွက်ရမယ်သူတို့ကအကယ်၍အကြောင်းမျိုးကြောင့်မလို့ကိုနောက်ပြန်ဆုတ်မယ်ဆိုလို့ရှိရင်ကို့မှာလှုပ်စားကင်စားလို့ရတဲ့ပညာတွေအဲ့ထက်မှရှိသလားသူတို့ကပြောတယ်အဲ့ထက်မှဟိုပညာသင်မယ်ဆိုလို့ရှိရင်ဒီပညာသင်မယ်ဆိုရင်ကျွန်တော်နာမည်ပြောရခက်တဲ့ခေါင်းစဉ်တွေဖြစ်နေတဲ့အတွက်နာမည်ထည့်မပြောတော့ပါဘူးအဲ့ဒါတွေသင်မယ်ဆိုလို့ရှိရင်ဘယ်နိုင်ငံကိုသွားရမလဲအခုဘာတွေလုပ်ရမလဲအဲ့တော့ဒီပြန်လာလို့ရှိရင်ကိုယ်ပိုင်လုပ်ငန်းလုပ်လို့ရမလားလို့ကျွန်တော်မေးတယ်ဘယ်တော့မှလည်းဘယ်သူမှလည်းခေါ်ပြီးတော့လမ်းဘေးမှာစိုက်ဖွင့်ရုံငန်းဖွင့်ကုမ္ပဏီဖွင့်ပြီးတော့မှအဲ့လုပ်ငန်းတွေထူထောင်လို့ရတဲ့လုပ်ငန်းတွေမဟုတ်တဲ့အတွက်ရွေးချယ်ဖို့ရလမ်းကြောင်းလေးကျွန်တော်ခေါင်းစဉ်တက်ပေးပါတယ်ဒီတော်ရရနေပြန်လာတဲ့အခါကျွန်တော်နဲ့ပတ်သက်တဲ့တိတဲ့မိတ်ဆွေကဒီတစ်အပင်လုံးကိုဒီခုတ်ထားတဲ့အသားလုံးကိုတစ်ပင်ခုတ်ထားတဲ့တစ်လုံးကိုယူခဲ့ပါအောင်နဲ့သူကတစ်လုံးထမ်းကိုကလည်းတစ်လုံးထမ်းဘယ်သူ့အတွက်လဲဆိုတော့သူ့အတွက်ဆိုတဲ့အခါကျွန်တော်စမမခင်ကြားလိုက်ရကြတဲ့ကကျွန်တော်ကလေးနေပြီလမ်းမှာတော့ဘယ်လောက်လေးမလဲစဉ်းစားကြည့်လို့မမခင်ကလေးနေဘာဖြစ်လို့လဲသူ့အတွက်ဆိုတာကိုအခါအားလျော်စွာနောက်ရက်ကျတော့အဲ့ဒီအပင်အဲ့ဒီအရွယ်ဆိုင်ပဲကျွန်တော်တွေးလို့ကျွန်တော်လက်ခုပ်ပြီးတော့ယူလာတဲ့အခါဒါငါအမေပေးမယ်ကွာဆိုပြီးတော့ယူလာတဲ့အခါကျတော့ကောက်ထမ်းလိုက်တာပေါ့ပေါ့လေးပဲဖြစ်ပါတယ်အဲ့ဒီအတွက်အလုပ်လုပ်နေကြတဲ့အခါပညာသင်နေရတယ်လို့ပဲသဘောထားပြီးတော့ကိုယ်လုပ်နေရတဲ့လုပ်ငန်းတွေပြီးကိုယ့်ရဲ့အသိပညာအတတ်ပညာတွေရနေတော့မှပဲဒီအတွက်ဒါကိုယ့်အတွက်လုပ်နေတယ်လို့ဆိုလိုက်တာနဲ့တပြိုင်တည်းဘယ်အချိန်မှလှုပ်ဒါတွေဟာအလွန်ပေါ်ပါသွားမှာပါပဲအဲ့အတွက်အဲ့လိုမျိုးစိတ်ရိုး mindset ထားနိုင်ဖို့လိုပါတယ်လို့အကြံပေးခြင်းပါတယ်ပြောချင်တာကတခုခုစမ်းသပ်ရင်လုံရင်းနဲ့အောင်မြင်လာတဲ့အခါကျဒီပေါ်မှာဒါကိုဆွဲလာတယ်။ဒါနဲ့ဖောက်ထွက်လိုက်တဲ့အခါတခုခုသောပိုသောနည်းနည်းလေးပိုသောတွေဒီအလွန်တန်ဖိုးရှိပါတယ်။အဲ့တော့ကျွန်တော်တို့ဒီလိုဖွံ့ဖြိုးအောင်တိုးတက်အောင်လုပ်ရတဲ့နေရာမှာဒီဈေးကွက်ဘယ်နေရာမှာဘယ်သူတွေဘာတွေလိုအပ်ချက်ရှိနေသလဲ။ဒီလိုအပ်ချက်ရှိနေတာတွေကိုဖြည့်ဆည်းပေးတာတွေကအောင်မြင်ခြင်းဖြစ်ပါတယ်။အဲ့ဒီအတွက်ဒီထက်မှာဒီတိုင်းပဲနေမယ်ဆိုလို့ရှိရင်ပူမဲလောင်မဲဒါဆိုလို့ရှိရင်ပူမဲလောင်မဲဆိုလို့ရှိရင်ဘာကိုတီထွင်မလဲအေယာကွန်းကိုတီထွင်မယ်ဒီလူတွေအတွက်ဘယ်ရှုတော့ကနေကုညီပံ့ပိုးရမလဲဆိုတဲ့စဉ်းစားရင်နဲ့စဉ်းစားတာတွေမှန်တယ်များလိုအပ်ချက်တွေဖြစ်လာလိုအပ်ချက်စဉ်းစားတဲ့အခါကျလိုအပ်ချက်တွေကိုတွေးတဲ့အခါဒီလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးလိုက်ရင်ဒါတွေကရောင်ပြန်ဟပ်ပြီးဒါတွေကအကျိုးပြန်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့အစကပြောခဲ့တဲ့အတိုင်းပါပဲဆက်ချင်းပြောတဲ့ကျွန်တော်တို့ရဲ့မိဘတွေနဲ့ပတ်ဝန်းကျင်တဲ့ဒေသကအလွန်ဟိုကြက်တဲဖြစ်တဲ့ဒေသဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒေသကခြေရလည်းအရမ်းငံတယ်။ရက်တွေကလည်းအမြဲတမ်းစိတ်နဲ့ဆိုတာမတွေ့ရဘူး။တော်တော်များများတော့ကျွန်တော်တို့အနေကိုရေငံတောက်မျက်ချောက်စားလို့ပြောကြတယ်။အဲ့တော့ကျွန်တော်တို့စီကရေကဘယ်လောက်ငံတယ်လဲဆိုတော့တော်တိုင်ရုံအတိုးအမြုပ်ကတော့ငံပြရင်မလို့အဲ့ရေတိုးစားရင်ကိုသမင်းစားရင်ကိုလုံလောက်တယ်။အဲ့လိုမျိုးဒေသမျိုးတွေကျွန်တော်ထွက်လာတဲ့အခါကျတော့မိဘတွေရဲ့ဒီအနေစင်းရဲ့အစားစင်းတွေဖြစ်နေကြတဲ့အခါကျတော့အမေရွာမှာနေခဲ့လိုက်တော့သားတော်မျိုးကိုသွားမယ်ခုလောလောဆယ်တော့အမေအဲ့
စာထမင်းစားတဲ့ပကံများမရှိဖက်နဲ့စားနေနိုင်ပေါ့ကျွန်တော်ကြည့်လိုက်ကျွန်တော်အောင်မြင်အောင်စူးစမ်းမယ်စူးစမ်းတဲ့ခါကျရင်တော့အမေအဲ့ခါကျရွှေပကံများနဲ့ထမင်းစားလို့ရအောင်ကျွန်တော်တောင်းဝန်ထားအဲ့ဒါကျွန်တော်ဖြစ်အောင်လုပ်မယ်ဆိုပြီးပြောပြကြည်ရွယ်ပြီးတက်လာကြလိုက်တာ ကိုယ်နောက်မှရွှေပကံအများကြီးကြွားတာပြီအောင်သမားကြီးကလောက်တာမဟုတ်ပိုကောင်းတာပါ အဲ့တော့ပြောချင်တာကတော့အဓိကကတော့ကိုယ့်ရဲ့ ambition ရည်ရွယ်ချက်ကိုမာတောင်းနေဖြစ်စေချင်ပါတယ် professional ကိုကဘယ်လုပ်ငန်းမှာ professional တစ်ခုဖြစ်တယ်ဆိုတဲ့ဥစ္စာကိုတော့ပထမဦးဆုံးဘယ်နေရာမှာပဲရောက်ရောက် professional တစ်ခုဖြစ်အောင်လုပ်ပါ professional တစ်ခုဖြစ်သွားပြီဆိုရင်အတုံးတဲ့လာပါလိမ့်မယ်အတုံးတဲ့လာပြီဆိုရင်အတုံးကျလာပါလိမ့်မယ်ကိုယ့်ရဲ့တန်ဖိုးတွေဖြစ်နေလာမှာပါအဲ့အတွက်တန်ဖိုးမြင့်လာဖို့အတွက်အတုံးကျဖို့ရတော့က professional ကိုရောက်နေတဲ့နေရာမှာ professional ဖြစ်အောင်ကြိုးစားသိချင်ပါတယ် professional တစ်ခုဖြစ်သွားပြီလို့ကြိုးစားလိုက်တာနဲ့လည်း investment အနေနဲ့ရင်းနှီးတရားတွေမြုပ်နှံတာထိုက်ရပြီဆိုရင်ပြီးရင်ကြံတဲ့လုပ်ငန်းတွေကိုကြိုက်တဲ့လောက်လုပ်ရပါတယ်အခုဟိုကလုပ်မယ်ခုဒီကလုပ်မယ်ခုဟိုကလုပ်မယ်ခုဒီကလုပ်မယ်ဆိုပြီးစိတ်ကူးတွေတိတ်များနေလို့ရှိရင်ဘယ်လုပ်ငန်းမှ professional မဖြစ်ဘဲနဲ့ဘယ်လမ်းကြောင်းပေါ်မှာတက်လို့ရှေ့ဆုံးကိုမရောက်နိုင်ပဲဖြစ်မှာမယ်အဲ့အတွက်အားလုံး professional ဖြစ်နိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်